မဟာဖန်တီရှင်ကုကွန်မတီမိသားစုရန်ကုန်မြို့နှစ်ဖက်သောမိဘများနှင့်ဆရာမဒေါ်အေးထဲအကိုဦးရဲ့အားယေစု၍မုံရွာမြို့အေးသာရရက်နေဦးဖဲဒေါ်သေးတင်အိုကေပွဲယုံသားသမီးမြေတစုဥခင်မောင်ဝင်းဒေါ်မမော်အေးသမီးမမြေစုတန်းမအီတင်စာကျော်ဆရာဆန်ဟိုတယ်မိသားစုရန်ကုန်မြို့ဦးစိုးပိုင်ဒေါ်ခင်မြတ်ဆွေသမီးမရွှေရီရွှွန်းမြတ်တာမောင်ခန့်ပိုင်ဆိုပိုင်မိသားစုသမီးမရွှေရီရွှွန်းမြတ်ဤမွေးနေ့ကုသိုလ်တော်အဖြစ်စုပေါင်းဆင်ရင်ကျင်းပပြုလုပ်အပ်သောအွန်လိုင်းဓမ္မပင်နှင့်ဆက်လျင်၍ကျေးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားချီးမြှင့်ပေးသနာတော်မှာယံဖျားရတော်ခြေတော်လုံးခိုင်း၍ရိုသေစွာလျှောက်ထားပါသည်ဗျာ1384ခုနှစ်တဇောင်းလဆန်း12ရက်2022ခုနှစ်ဒိုဝင်ဘာလ4ရက်တောက်ကြနေ့၌အွန်လိုင်းမှာဟောကြားအပ်သောမနတ်တုမြတ်ဗုဒ္ဓဤတုတ်ပြန်ချက်များအပိုင်း1တရားဒေသနာတော်ကောင်းတဲ့လုပ်ငန်းတစ်ခုလုပ်လို့ရှိရင်အဖြတ်အမှောင့်ဆိုတာတွေကပေါ်လာတတ်တယ်ပေါ့နော်လောကမှာဘာဖြစ်လို့လဲဆိုအကောင်းကိုလူတိုင်းမကြိုက်ကြဘူးလူတိုင်းမကြိုက်ဘူးတနည်းအားဖြင့်ပြောမယ်ဆိုရင်လူတွေမှာချက်လက်စီဆိုတဲ့အိတ်တတရားရှိတယ်တူတယောက်တိုးတက်သွားမှာကိုမလိုလားတဲ့စိတ်အိတ်တာဆိုတာလူတယောက်ချီးကွက်တိုးတက်သွားလို့ရှိရင်အပြစ်ပြောချင်တဲ့စိတ်အဲ့ဒီတရားဟာလူလောကကြီးကိုလွှမ်းမိုးပြီးတော့ထားတာဖြစ်တယ်ပေါ့ဒါကြောင့်လောကမှာအမြင့်မြတ်ဆုံးအကောင်းဆုံးဖြစ်တဲ့တရားတော်ဘာကိုကျင့်ကြံကြုတ်ကိုအားထုတ်နေတဲ့မြတ်စွာဘုရားရဲ့မြင့်မြတ်မှုချီးကျက်မှုကိုမြင့်မြတ်ချီးကျက်တဲ့ခုံကြီးချင်းတွေကိုရရှိမှုကိုမလိုလားတဲ့ပုဂ္ဂိုလ်တွေကနောက်ဆက်တာအဲ့တော့ကြည့်လိုက်မယ်ဆိုရင်လောကမှာအနောက်ဆက်ကင်းပြီးတော့ချီးပွားတိုးတက်မှုဆိုတာခက်ခဲတဲ့သဘောရှိတယ်ပေါ့နော်အနောက်ဆက်ကရှိတယ်အဲ့ဒီနေရာမှာလည်းပဲစဉ်းစားကြည့်ရမှာတော့ခက်ဆိုတာမျိုးမျိုးရှိတဲ့တည်းပဲ